တယ်ဝါဆိုရဲ့တိတ်တတိရမိတယ်ဘုံမြတ်တို့ရောက်ရှိကြောင်းကိုကြီးညာကငွေမုံငွေစားတွေရွာတော့ခွေဝါဆိုရဲ့တိတ်တတိရမိတယ်တာရှိခွေမညိုဆိုင်ကမောင်ရီချေမိုးချိန်နဲ့တဲ့ကြားရဲ့ဝါဆိုရဲ့မိုးကရင်တော့ငါတန်ရွာနေပြီခွေလာနေဝါဆိုရဲ့မိတ်ကလေးရဲ့မိုးစက်ကလေးတွေငုံနေတယ်